ဒီခေါက်မှာတော့ကျွန်တော်ချောင်း KOF ရေကျွန်တော်တို့ high rank က100ကျော်ရေအဲ့ဒါဟိုမှာကျွန်တော်တို့ freestyle ကန်ကျင်တဲ့ညီကိုတွေအတွက်ကို EBIT record တွဲလုံးနဲ့အလှကြီးတစ်ကောင်ကိုကျွန်တော်ပြပေးမှာပဲဖြစ်ပါတယ်သူက second ကကျွန်တော်တို့400ကျော်ပါတယ်ဗျာနော် second 400ကျော်ပါတယ်အဲ့တော့တော်တော်လေးမိုက်တယ် okay တခြား second တွေကလည်း brother တို့မြင်ရတော့ကလည်းတော်တော်လေးမိုက်နေပြီဆိုတော့ကျွန်တော်တို့ basket နေပေါအောင်လဲဆိုတော့တစ်ချက်တွားပြီးတော့ show လိုက်ကြရအောင်ဒီမှာ legend မှာဆိုလို့ရှိရင်သူက cushion legion အလားလေးနဲ့စထားတယ် legend ကကျွန်တော်တို့ cushion legion okay အဲ့တော့ကျွန်တော်တို့ hyper soul ကျင်နေဆိုလို့ရှိရင်လည်းဒါအဆင်ပြေလို့ပြောလို့ရတယ်ကျွန်တော် cushion player အတွက်ဆိုလို့ရှိရင်အဆင်ပြေပေါ့နော်ပြီးလို့ရှိရင်ဒီဘက်မှာက Harabusa ဆိုလို့ရှိရင်လည်းသူက exotic second ပါတယ်ဗျာ exotic second ပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ Harabusa pro တွေဆိုလို့ရှိရင်တော့ဒါပို့ပြီးတော့ pro ကြလို့ရတယ် okay အဲ့ပြီးလို့ရှိရင်ဒီဘက်မှာကချောင်းက KOF ပါတယ်ချောင်း KOF ကတော့ကျွန်တော်အစောကြီးကနေကပြောခဲ့တဲ့အတိုင်းပဲနောက်မှာကလည်း record ပါညာတွေကလည်းပေါအောင်မှာဆိုတော့ star ကလည်းမြင့်နေအဲ့တော့ကျွန်တော်တို့ freestyle ပါညာတွေကန်ကျင်နေဆိုလို့ရှိရင်လည်းလုံးဝအလှပါကြီးကန်လို့ရတယ် okay အဲ့ဒါပြီးလို့ရှိရင် basket နေပါအောင်မလဲဒီဘက်မှာဆိုလို့ရှိရင် ruby က animation ပါတယ်ဗျအဲ့ဒါထပ်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကကျွန်တော်တို့တော့ပတ်စံနေငွေကုန်ကြေးကြခံပြီးတော့ဖောက်ရတဲ့ကျွန်တော်တို့ Moscow All Star Skin လေးလည်းပါမယ်ဗျာနော် Moscow All Star Skin ပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် Moscow player တွေဆိုလို့ရှိရင်ဒါ Global Try နေတာပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ဒါ Skin အလှလေးနဲ့အမှန်ကန်ကျုံးလို့ရတယ်Moscow ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော် Avine Skin နဲ့စားလို့ရှိရင်တော့မှနော်ဒီ skin ကိုပို့ပြီးတော့သဘောကျတယ်ကျွန်တော်အနေနဲ့ကတော့ scale effect တွေဘာညာတွေကန်ရတဲ့အနေထားမှာလည်းတော်တော်လေးအားရတဲ့အနေထားရှိရဗျာဒီ skin ကတော့ okay အဲ့ဒါပြီးလို့ရှိရင် basket တွေပေါင်းမလဲAurora KOF ပါမယ် transformer အနေနဲ့ဆိုလို့ရှိရင်လည်း Roger transformer နဲ့ Popokuba transformer ပါမယ် prime အနေနဲ့ကတော့ကျွန်တော်ဒီဘက်မှာကနဂါ prime ပါမယ် okay ဟိုဘက်က Hello Kitty လားဘာညာလားမသိအဲ့ဒါတော့တိတ်တော့ပြောစရာမရှိဘူး Harabusa ကအရှိမာကကျွန်တော်တို့ exotic skin ပါတယ်ဒီမှာကထပ်ပြီးတော့ကျွန်တော်တို့annual star ပေါ့နော် Harabusa annual star ပါမယ်ပြီးကြလို့ရှိရင်ဒီဘက်မှာက lucky box အလှလေးလည်းပါသေးတယ်ဆိုတော့ Harabusa player တွေအနေနဲ့ကတော့ဒါတော်တော်လေးသဘောကျနိုင်တယ်လို့ကျွန်တော်ပြောလို့ရတယ် okay ဒီဘက်မှာကတော့ Natalia Coletta တော့ free Coletta မို့လို့တိတ်ပြီးတော့ထွေထူးထူးမပြောတော့ဘူး Kakura ကျွန်တော်တို့ water lily skin လေးပါမှာပြနော်ကျွန်တော်တို့ star skin ပေါ့ရွှေ star skin gold star skin လို့ပြောလို့ရတယ် Arete ဆိုလို့ရှိရင်လည်းသူက lucky box လေးပါတယ်ဗျအဲ့တော့ Moscow ဘာညာကန်တာပြီးလို့ရှိရင်ဒီဘက်မှာ Arete lucky box ရှိမယ်ဒီဘက်မှာကကျွန်တော်တို့ Leslie က star လေးလည်းထပ်ပြီးတော့ပါအောင်မယ်ဆိုတော့ brother တို့အနေနဲ့ maximum ဆုံးမယ်ဆိုလို့ရှိရင်တော့ဒါအနေထားတစ်ခုလောက်ထိရတော့အဆင်ပြေနိုင်တယ်ပြီးကြလို့ရှိရင်တော့လူနော်ရဲ့ Kimi ရဲ့ lucky box တွေပါမယ် okay အဲ့ဆိုလို့ရှိရင်ဒီဘက်မှာရောဘာတွေပါအောင်မလဲဒီဘက်မှာဆိုလို့ရှိရင်ကျတော့ကျွန်တော်တို့စပါစကင်ပေါ့နော် EBIT တွေကျွန်တော် live ပုံလေးတွေဘာညာလေးတွေတော့ပါမယ်ဗျာနော်brother တို့ပဲတစ်ချက်ကြည့်လိုက်တော့ဗျာကျွန်တော်တကောင်ချင်းစီတော့ဖတ်မပြတော့အဲဒီမှာ Sun ဆိုလို့ရှိရင်လည်းဒါ Luna First Over တို့လည်းပါတယ်ဗျာအဲ့ကောင်လေးဆိုမစိုးဘူး Moscow ကကျွန်တော်တို့ဒီမှာအရှိမ All Star လည်းပါတယ်ဒီမှာ EBIT လည်းထပ်ပြီးတော့ပါတယ်ဆိုတော့ဒါ Moscow player အနေနဲ့လည်း skin တစ်ခုပြင်းသွားလို့ရှိရင်နောက်တစ်ခုနဲ့ပြောင်းပြီးဆိုရရတယ် already အနေထားမှာဆိုလို့ရှိရင်လည်းသူက Zuria skin လည်းပါတယ်ဒီဘက်မှာကျွန်တော် create skin လားမသိဘူးအဲ့ကောင်လေးလည်းပါအောင်ပဲဗျာနော်ဒီဘက်မှာကတော့ Phono skin တွေပါတယ်လည်းပါသေးတယ်ဗျokay လန်စီလောအနေထားမှာဆိုလို့ရှိရင် Zodiac တွေကျွန်တော်ဒီမှာ Shikoku EBIT တွေပြီးကြလို့ရှိရင် Dragon Demon Squad ထဲက skin တွေလည်းပါမယ်ဗျာနော်Zack ကတော့ Zodiac ပါမယ် Zodiac တွေကတော့တော်တော်များများကျွန်တော်တွေးမိတယ်ဗျာနော် Venom skin တွေလည်းတော်တော်များများတွေးတယ်brother တို့မြင်တဲ့အတိုင်းပဲဒီမှာ Cloud ဆိုလို့ရှိရင်လည်း Valentine လေးပါမယ် Blessing Way လည်းပါမယ်အဲ့တော့ကျွန်တော်ပြောသလိုပဲ Massman player တွေဆိုရင်အဆင်ပြေမယ် Harabusa player ဆိုရင်အဆင်ပြေမယ် ချောင်း player ဆိုလည်း freestyle ဘာညာကန်ကျင်တယ်ဆိုလို့ရှိရင်လည်းအဆင်ပြေမယ်ဗျာနော်Zodiac လေးဘာညာလေးလည်းတွေ့တယ်ဒီမှာဆိုလို့ရှိရင် Fedrin ဆိုလို့ရှိရင်ကျွန်တော် Sparkler Fedrin skin လေးလည်းတွေ့တယ်ဗျာနော်ကျွန်တော်ဒီထဲမှာဆိုလို့ရှိရင်တော့ထွေထူးထူးသိပ်ပြီးတော့မပြောတော့ဘူး brother တို့ပဲတစ်ချက်ကြည့်လိုက်တော့နော်ကျွန်တော်ဒီမှာပြပေးမယ် Clean Summer ဆိုလို့ရှိရင်လည်းမစိုးဘူး Harabusa Summer ဆိုလို့ရှိရင်လည်းမစိုးဘူးချောင်းဆိုလို့ရှိရင်လည်းဒီမှာ Special ရော Star ရောပါတယ်ဗျာနော်အဲ့ဒီကောင်လေးပါ Moscow ကဒီမှာနောက်ထပ် Star skin လည်းပါသေးတယ်ဗျ Moscow player နဲ့ဆိုရင်လည်းမစိုးဘူးလို့ပြောလို့ရတယ် Curry ဆိုလို့ရှိရင်လည်းဒီမှာ Halloween skin လေးပါလေးပါတယ်အဲ့ဒါပြီးလို့ရှိရင် Hacker Star လေးတွေလည်းပါတယ်ပြီးကြရင်ဒီမှာက Martin Starဒီမှာတာမြူ star လည်းပါတယ်ဗျာနော်ပြီးကြလို့ရှိရင် main star starlight လေးပါလေးလည်းပါသေးတယ်ဗျာနော် Cupra ဆိုလို့ရှိရင် Valentine လေးပါမယ် star လေးပါမယ်ဗျဒီမှာ star skin တွေကတော့တော်တော်များတယ်ဗျာဒီမှာ Halloween Lalia ဆိုလို့ရှိရင်လည်း Halloween skin တွေရော star skin တွေရောဒီမှာ Panitera ဆိုလို့ရှိရင် star skin ကျွန်တော်ကြည့်မိရတော့ကတော့ starlight skin တွေကတော့တော်တော်များများပါတယ်ဗျ okay အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ရောင်းချဲ skin မှာဆိုလို့ရှိရင်တော့ဒီကောင်လေးတွေပါမယ်ဗျာနော် brother တို့တစ်ချက်ကြည့်လိုက်တော့ရောင်းချဲ skin တွေလည်းများတယ်ဗျရောင်းရှယ်စကင်နေနဲ့အဲ့ဒီဟိုဟာတွေမှာ special ဘာညာ star တွေမှာဆိုလည်းတော်တော်လေးများတယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ EBIT record ဘာလားမပါဘူးလားဆိုတော့ကျွန်တော်တစ်ချက်သွားပြီးတော့ကြည့်လိုက်ကြရအောင် okay record အနေထားမှာဆိုလို့ရှိရင် brother တို့တစ်ချက် show လိုက် record အနေထားမှာဆိုလို့ရှိရင်ကျွန်တော် EBIT record SOC အပြောင်းလေးပါမယ်ဗျအဲ့တော့ကြောင့်မလို့ကျွန်တော်အစမှပြောခဲ့သလိုပဲ free sign ကန်ရင်တဲ့ညီကိုတွေအတွက်ကဒါတော်တော်လေးအဆင်ပြေတယ်လို့ပြောလို့ရတယ်ချောင်း free sign ကိုလုံးဝလှလှပပလေးကန်လို့ရတယ်
okay ပြီးကြလို့ရှိရင်ကျွန်တော်တို့ဘာ record တွေပါအောင်မလဲဆိုတော့ဒီမှာ save ရ record offer ပါမယ်ဒါကျွန်တော်တို့ Genjasu Kaizen skin နဲ့เนาะ Genjasu Kaizen Genjasu Kaizen record offer လေးလည်းပါမယ်ပြီးကြလို့ရှိရင်ကျွန်တော်ဒီဘက်မှာကBionet Cloud record offer လေးလည်းပါမယ်ဗျာเนาะဒါကတော့ Cyber.com record offer လေးတွေလည်းပါမယ်ဒီ MC record ကတော့တော်တော်များများရှိရဗျာပြီးကြလို့ရှိရင်ဒီမှာ Kashin Danasu skin record offer လေးလည်းပါမယ်ဗျာเนาะrecord အနေထားမှာဆိုလို့ရှိရင်သူ့ဟာနဲ့သူမစိုးဘူးလို့ပြောလို့ရတယ်